ပွင့်လဲရှင်တော့ပြတ်သားရောဗျာတရားမှာမြင်းချောင်းတွေကဒီကလိုင်းလေးလိုမြန်မာလိုင်းတွေရဲ့အဲ့လိုကနုတ်တွေပါတရားတော်လုံးနေပုံနာပဲအထက်ပြီးရတယ်လုံးဝပြတ်သားတဲ့မြင်းချောင်းတိုင်းကိုပြုံအောင်နဲ့ထောက်ချက်ပါဒါမှသူ့ရဲ့နှစ်သာရကြံခဲ့ပါလုံးဆိုရင်ရန်တွဲရှိုးတာအများဟောရတယ်တိတ်မကောင်းတော့ဘူးနောက်ရင်ပဲဆိုတော့ဒါနဲ့စူးရဲ့ထဲမှာပါတယ်အယူနဲ့နီးရဆိုကျွန်တော်တို့လက်ခုံတို့ကျွန်တော်တို့ခေါင်းတို့ဒူးခေါင်းတို့အဲ့ဒီဘာနာရဲ့အရသာလို့ပြောတာနားရယ်မှန်ကြည့်ရတော့မယ်